Marvel Universe ထဲကပထမအဆုံး Sorcerer Supreme ဖြစ်တဲ့အကာမိုတိုရဲ့အကြောင်းကိုဒီနေ့မှာဗီဒီယိုလုပ်ပြသွားမှာပါ။အကာမိုတိုရဲ့မူလအစတကယ်ကိုစမ်းကြည့်ပါနဲ့။ဒါနာရီကတော့သူဟာကမ္ဘာမြေရဲ့ရှေးအောင်တဲ့ဘုရားမှာအန်နာကော့စနတ်ဖြစ်တဲ့အိုရှာတာရဲ့မျက်ရည်ကနေမွေးဖွားလာခဲ့တာပါ။မျက်မမြင်ကောင်လေးတယောက်ရဲ့ပျော်ရွှင်မှုကိုမြင်ပြီးချခဲ့တဲ့မျက်ရည်ပါ။ဒါပေမဲ့အချက်လက်အစစ်မှန်တွေရတော့အကာမိုတိုဟာရှေးအောင်တဲ့ဘုရားမှာကမ္ဘာမြေကနေနှစ်ထုံးမကန်ရမီချိန်ကလေးကမွေးဖွားခဲ့တာဖြစ်ပြီးကြောက်ခဲ့ BC 7ခုနှစ်ကလေးကအရွယ်ရောက်ပြီးသား Sorcerer Supreme တယောက်ဖြစ်နေပါပြီ။သူဟာလူသားမဟုတ်ပေမဲ့တင်မျိုးဖြစ်နေပဲမွေးဖွားလာခဲ့တာပါသူ့ရဲ့ကလေးဘွားဟာအတိမပြငမ်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီးမိခင်ဖြစ်သူအိုရှာရာစီကနေပေါ်အတက်ပညာတွေကိုသင်ယူခဲ့ပါတယ်အကာမိုတိုရဲ့သမိုင်းမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့သူ့မိခင်အိုရှာရာကတခြားစကြဝဠာတွေကိုစူးစမ်းဖို့ထွက်သွားတဲ့အချိန်မှာပဲအကာမိုတိုဟာမိခင်ဖြစ်သူကိုရှာဖွေဖို့အတွက်ကိုပိုင်လမ်းစဉ်ကိုစတင်ခဲ့ပါတယ်ကိုဘီင်းတပင်ရဲ့အောက်မှာထိုင်ရင်းကိုပြန်လဲသုံးသက်ရာကနေပေါ်ပြမြာရဲ့ပထမဦးဆုံးပုံစံ Fafron or Magic ကိုရှာဖွေတွေ့ရှိခဲ့ပြီးဒီခီးစဉ်ရဲ့အဆုံးမှာတော့ပထမဦးဆုံး Ion Agamotto ပေါ်ပေါက်လာခဲ့ပါတယ်။ Agamotto ဟာကမ္ဘာမြေရဲ့ပထမဦးဆုံး Sorcerer Supreme ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာ Odin, Black Panther နဲ့တခြားစူပါဟီးရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ကြောက်ကဲ Avenger အဖွဲ့နဲ့အတူပူးပေါင်းပြီးကမ္ဘာမြေကိုဒေါ်မမူနဲ့ The Fallen လို့အန်ရည်တွေကနေကာကွယ်ခဲ့ပါတယ်။ဖြစ်တဲ့ Marvel Comics ထဲမှာအကာမိုတိုဘယ်လိုပါဝင်ခဲ့လဲဆိုတာကိုပြောပြပေးပါမယ်။အကာမိုတိုဟာသူ့ရဲ့ကိုယ်ပိုင်စကြဝဠာ Light Dimension ထဲမှာရှိနေချိန်မှာထူးထူးဆန်းဆန်းပုံစံတွေနဲ့ပေါ်လာလေးရှိပါတယ်။အကာမိုတိုဟာ Doctor Strange Volume 2 Chapter 33မှာ Alice in Wonderland လို့ခေါ်တဲ့ဇာတ်ကားတရားအတိုင်းပဲစိတ်ဓာတ်တောင်းနေတဲ့ပိုးဝက်ကြီးတစ်ကောင်ဖြင့်ပေါ်ပေါက်လာခဲ့ပူပါတယ်။ဒါပေမဲ့ Hero X ကာလာမှာတော့အကာမိုတိုဟာစိတ်ဝင်စားစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုကိုလုပ်ခဲ့ပါတယ်။သူဟာဒေါက်တာစထရိန်ကိုကြားရှုံးသူအဖြစ်နဲ့လက်ရှိ Sorcerer Supreme ဖြစ်တဲ့ Jericho Drum ဒေါက်တာဗော်ဒွန်ကိုအတွေ့အကြုံမရှိသူအဖြစ်မြင်ပြီးကမ္ဘာမြေကိုနတ်ဆိုးတွေကျူးကျော်မှုရဲ့နောက်ွယ်မှာရှိနေခဲ့ပါတယ်။သူဟာ Asia 1အဖြစ်အယောင်ဆောင်ပြီး New Avenger အဖွဲ့ကိုဒေါက်တာစထရိန်စီတိုက်ခိုက်ဖို့ဆက်လုပ်ခဲ့ပါတယ်။ဒီပရိပက္ခဟာတကယ်ကိုပြင်းထန်ခဲ့ပြီးနောက်ဆုံးမှာတော့ဒေါက်တာဗော်ဒွန်ဟာသူ့ရဲ့အသက်ကိုစတေးပြီးအကာမိုတိုကိုတပ်ဖြတ်ဖို့အတွက်အိုင်းနဲ့အကာမိုတိုတို့ကိုဖျက်ဆီးခဲ့ရပါတယ်။ဒါဟာ Marvel Universe မှာအကာမိုတိုရဲ့သိဆုံးမှုပါ။ဒါပေမဲ့ Marvel မှာဘယ်သူမှအပီးတိုင်းမသိပါဘူး။အကာမိုတိုကနောက်ဆုံးမှာမသိရသေးတဲ့နီလန်နဲ့ပြန်လည်ရှင်သန်လာခဲ့ပြီးသူမိခင်အိုရှာတာနဲ့အတူဟော်ကောရဲ့အခြေအနေကြောင့်ဒေါက်တာဗော်ဒွန်နဲ့စကားပြောဖို့ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။သူဟာဒေါ်မန်မူတို့ဂလက်တက်တို့လိုပုဂ္ဂိုလ်တွေနဲ့ရင်ဆိုင်နိုင်တဲ့အထိမော်စွမ်းရည်ကိုပိုင်ဆိုင်ထားပါတယ်။သူရဲ့အဓိကအမရိုရဲ့ power and ability ကတော့မော်စရာရီရဲ့ပထမဦးဆုံး Sorcerer Supreme ဖြစ်ခဲ့တာနဲ့အညီမော်စရာရီသုံးနေတဲ့ magic spell တွေကိုဖန်တီးခဲ့တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့မော်စရာရီသုံးတတ်သမျှ spell တွေအကုန်လုံးတော့သုံးတတ်ပါတယ်။ပြီးတော့ magic manipulation လို့ခေါ်တဲ့မော်သုံးဆောင်ပစ္စည်းတွေကိုဖန်တီးခြင်းကိုလည်းတတ်မြောက်ပါတယ်။သူဟာ Sorcerer Supreme တွေအသုံးပြုနေတဲ့စွမ်းထက်မော်သုံးဆောင်ပစ္စည်းတချို့ကိုဖန်တီးခဲ့ပါတယ်။ 3 mythical eye 3ခုဖြစ်တဲ့ The Iron Power, The Iron Truth နဲ့ The Iron Presence တို့လိုမော်ပစ္စည်းတွေ Bow of Version D လို့ခေါ်တဲ့မော်စာအုပ်နဲ့ Agamotto လို့ခေါ်တဲ့မော်ပစ္စည်းတွေကိုဖန်တီးခဲ့တဲ့သူပါအခုပြောရတဲ့ပစ္စည်းတစ်ခုချင်းစီရဲ့အကြောင်းအရာတွေကိုလည်းဗီဒီယိုသက်လုပ်ပေးပါမယ် Veneration and Truth ဆိုတဲ့ ability ကိုလည်းပိုင်ဆိုင်ထားပါတယ်မြန်မာလိုပြောရရင်တော့ဘီဒီဟောခြင်းအမှန်တရားကိုထုတ်ပေါ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါသူဖန်တီးခဲ့တဲ့ Ion Agamotto ရဲ့ Ramping Light ဟာသူ့ရဲ့ဒီအစွမ်းကိုပေါ်လွင်စေပါတယ်။မြန်မာလိုဘာသာပြန်ရရင်တော့အရာခတ်သိမ်းကိုထုတ်ပေါ်နိုင်သောအလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်။ Resolution and Time Portal လို့ခေါ်တဲ့အသက်ပြန်ကျွင်းခြင်းနဲ့အချိန်ကြီးသွားခြင်းကိုလည်းပြီးတော့သူဟာကိုယ်ပိုင်စကြဝဠာလည်းတည်ရှိပါတယ်။ Light Dimension လို့ခေါ်တဲ့ကိုယ်ပိုင်စကြဝဠာကိုပိုင်ဆိုင်ထားပါတယ်။အဲဒီစကြဝဠာထဲမှာဆိုရင်ဂလက်တက်လိုကောင်မျိုးတော့သူ့ကိုဖျက်ဆီးလို့မရပါဘူးDoctor Strange Volume 2 Chapter 33မှာငါဟာတကယ်တော့ဒီစကြဝဠာတစ်ခုလုံးလို့ပြောခဲ့ပါတယ်။ဒါကြောင့်ဂလက်တက်ကသူ့ကိုသူ့စကြဝဠာထဲမှာအပီးတိုင်မဖြတ်စည်းနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့သူဟာဂျီနီယက်တစ်ယောက်ပါ။သူ့ရဲ့ဉာဏ်ပညာဟာလူသားရဲ့အတွက်အစပေါင်းများစွာမြင့်မားလို့လည်းအတွက်သူ့ရဲ့ပြောဆိုဆက်ဆံပုံတွေဟာတာမန်လူတွေအတွက်တော့ထူးဆန်းပြီးပေရီးဆန်နေတာဖြစ်ပါတယ်။အခြား power and ability တွေလည်းရှိပါသေးတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ဗီဒီယိုရှေ့မှာကြောက်တဲ့အတွက်ကြောင့်မလို့ဒီလောက်ပဲပြောရပါမယ်။အခုပြောချင်တာကတော့ကျွန်တော်အနေနဲ့တောင်းပန်ချင်တာနဲ့ကျေးဇူးတင်စကားပြောချင်တာပါကျွန်တော်အနေနဲ့အခုဒီဗီဒီယိုမှာ script ကိုလည်းတခြားပြန်ရေးထားပါတယ်အတန်ကိုလည်းမတုံအောင်လည်းလောက်ထားသလိုဗီဒီယို editing ကိုလည်းတခြားပြန်လောက်ထားပါတယ် voice editing ကိုလည်းတခြားပြန်လောက်ထားသလို arrow amp တို့လည်းမပေါအောင်တခြားလောက်ထားပါတယ်
အရင်တော့အဲ့ဒါတွေတခုမှမကောင်းခဲ့ပဲနဲ့အားပေးခဲ့တဲ့ brother တယောက်ချင်းတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကိုလိုအပ်တာလေးတွေဝေဖန်ပေးတဲ့ brother တွေလိုအပ်တာလေးတွေပြောပြပေးတဲ့ brother တွေကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel က subscriber 300ပြည့်တော့ဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို subscribe လုပ်ပေးပါအများကြီးလည်းသွားချင်ပါတယ် subscriber တွေနောက်ပြီးတော့ like လေး subscribe လေးလုပ်ပေးပါ brother တို့ subscribe လုပ်ရတာ free ပါဘာမှမပေးရပါဘူး brother တို့ဘာမှမဟုတ်ပေမဲ့ကျွန်တော်တို့ကတော့စိတ်ခွန်အားဖြစ်စေရဖြစ်တဲ့အတွက်ကြောင့်မလို့ comment လေးလည်းကိုကြိုက်တာလေးရေးသွားပါတခုရေးသွားကြပါပြောချင်တာပြောလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်တို့လူကြီးပါနောက်တဲ့ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်